စင်ပေါ်မတက်ခဲ့လေဘယ်လိုခံစားရလဲဟာဟာအားလုံးမင်္ဂလာပါအခုကကြတော့ကျွန်တော်တို့ကလပ်ကနေပြီးတော့တထုံမှာသွားထိုးတဲ့ပွဲကိုကျွန်တော်တို့လိုက်ကြည့်မှာပေါ့နော်အခုတော့သူတို့ကတော့သွားနေပြီကျွန်တော်တို့အခုလာတာသူတို့တော့မသိသေးဘူး surprise ပေါ့နော် surprise တိုက်ပါဆိုတော့ဘယ်လိုလာမလဲဆက်နေတယ်ဒါပေမဲ့သူတို့ကကြည့်ကြမယ်let's go ပွဲတော့အဲ့လိုနေရာလေးကိုsurprise တိုက်မဲ့လူရဲ့နားကိုရောက်နေပါပြီပါတယ်အဲ့လိုဝဲရမယ်ဥမာဟိုပါစာပြီးလေဟောဥမာဂျာဝဲစာပြီးလေအဲ့ဒီဂျာဝဲဟုတ်ထုတ်ရတယ်ထုတ်ရတယ်နောက်ဟိုညနေတော့ကြောက်ကိုကြီးအဲ့လိုကြီးအဲ့လိုကြီးရိုင်းဟိုတဲတဲနေနားခိုင်းတာလေညနေမှာတော့တော့ကြည့်လာပြပြပါလေဟုတ်တယ်ဟုတ်တယ်ဝိုင်းတယ်ကိုခေါ်ပါညနေမှာလည်းဝယ်ပေးမယ်ဘယ်လိုနေလဲအခုလိုတွေ့လိုက်ရတာကြော်တာပေါ့ရိုင်းကိုလိုက်ရအောင်ရိုင်းကမမရှိဘူးရိုင်းမှာပူလို့ငါအိမ်မှာနားခိုင်းတာဩပူနားခိုင်းတာပူနားခိုင်းတာဒီဝိုင်းကြည့်ကြပါဦးကျောက်ပဲကျက်လာပြီဗျာဆိုင်ပြီဗျာအခုလည်းတိုင်ဆုံးတာလေလက်တော့ဟောရတာလေဗျာဒုတိဒါဒီကုန်ကြီးကုန်နဲ့ကနပတ်တယ်အားလုံးလေဘိုးကြီးဆိုင်ကြတဲ့ဒီကြီးရဲ့ဗျာဒါပဲဗျာအကဲတဲ့ကတဲ့ဆိုင်ကြတဲ့ဘိုးကြီးရဲ့ဒေတာလေအားလုံးလေမစင်တဲ့ချိန်မှာတော့လေဟိုဒီဆက်တယ်အလုံးတွေတိုက်တယ်ရက်မစင်လေးပါပြီရောက်လာပြီးတော့ကျွန်တော်တို့တိုင်မဲ့ surprise ကျွန်တော်တို့တူဦးတော့သမီးလေးကအိမ်မှာနားနေတယ်ဆိုတော့အခုသူ့ကိုသွားတွေ့ပါမယ် surprise တော့တိုင်မယ် surprise ချိုရတိုင်မယ်အချိုရတိုင်မယ်စတင်းနဲ့တိုင်မယ် max plus တွေတိုင် let's go ပိတ်နေတော့သူပြန်ထွက်ပါ။ညနေမှထိုးရမှာ။ငါပြောင်းလာတော့ညနေမှထိုးမှာဟောဘာကြီးစွန့်နေ။ညနေမှထိုးမှာလို့။ဟာ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 
ညနေမှထိုးရမှာ ထိုးခြင်းနေပြီ အာ ညနေမှထိုးရမှာချစ်သူကြီးရောက်ဆိုတာလေ ဆောင်းလိုက်ခေါင်းအောင်ဆောင်းမှာ ဒီနေ့ငါဘေးကဖုံးပြီးဝိုင်းထိုးထိုးရတော့မှကြည့်တယ်အဲ့ဒါဒီစားဖို့တော့မစားဘူး โอ้ အော်ကျွန်တော် ရရရ surprise ဆွေးတိုက်ပါ surprise တိုက်တာ surprise တိုက်တာဘယ်လိုနေလဲ ဘယ် ဘယ်လိုနေလဲကျွန်တော်တို့တွေ့ရ အရန်ပူ ကူတယ်အော်သူလာအားရှိလာတယ်မေးတယ်ရှိရပါဘော ရှိရ အားရှိရချကြတယ် အဲမလုံးနဲ့ဝီလိုကြအကောင်ကြာ အဲ့ဒါနား အဲ့ လေ လိုမြောင်အဲ့လိုမြောင်အဲ့လိုမြောင်ဟုတ်ရအဲ့ဝင်လာဒါတော့ခဏနေကြပွဲထိုးမဲ့ကျွန်တော်တို့နိုင်လဝေးကလပ်ရဲ့တူဦးဒီတော့တမီလေးပါ ချောင်းမဲ့လေးနာကတော့ surprise လာတိုက်တာပါဒါ rhyme ဖြစ်ပါတယ် bro ရိုင်းပါအိုင်းပါ bro အရိုက်ဆိုင်နေ ပွဲတဲ့ပြန်ဝင်မှာပေါ့နော်ပွဲတဲ့ပြန်ဝင်ပြီးတော့ပြင်စရာလေးတွေရှိပြင်စရာရှိတာလေးတွေပြင်ပါမယ်ပြီးကြလို့ရှိပတိစီပါရအောင်အဲ့ဒါဖားလုပ်လိုက်ပါအောင်မယ် ဝတ်တင်ကားမှာဆိုရင်ရှော့ကင်လေးလိုလိုနဲ့ကြောက်ရိုင်းဒီအောင်ပြည့်လို့ပြင်ပြနေတာပါဆိုမယ်နော်ပထမစီ ငါဝဲဝဲလို့လား ပွဲ အခုပွဲဗာလဲစင်ပေါ်မတက်ခင်လေဘယ်လိုခံစားရလဲ ထိုးခြင်းနေပြီတော်တော်ပူလို့နည်းနည်းထိုးခြင်းနေပြီးသွား စိတ်လှရှားလား လောက်ချောင်းရိုက် ဟုတ်လားနိုင်မလား
ယုံကြည်ချက်ရှိလား ရှိတယ် ဒါပဲနော်ဒါပဲလို့ချင်တာโอเค အခုကလက်ဝိတ်ပွဲကြည့်ပြီးသွားပြီပေါ့နော် drawing ပွဲကလည်းပြီးသွားပြီပူတွဲတည်ရေးကြသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လက်ဝိတ်ပွဲပြီးတော့အခုဒီအိမ်ကကျွန်တော်တို့ခက်တာနားတဲ့အိမ်ပေါ့နော်ကျေးဇူးလည်းအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဟိုတယ်ပြန်ရောက်ပါပြီဒီနေ့ကတော့ဒီနေ့အတွက်တော့နားပါတော့မယ်ဆိုတော့မနက်ဖြန်လုပ်ဖို့တစ်ခုရှိသေးတယ်မနက်ဖြန်လုပ်စရာတစ်ခုရှိသေးတယ်ဆိုတော့အဲ့ဒါကဘာဖြစ်နေလဲဆိုတာကြည့်ပြပါဦး ဒီတဲ့ဖို့လုံးဝမသိဘူး ကျွန်တော်တို့ဒါ first time ပေါ့နော်တောင်တက်တာတောင်လို့တော်လို့ဆိုကျွန်တော်အိမ်မှာဟုတ်တယ်